အောင်မြင်မှုကကံကြောင့်မဟုတ်ဘူးလူအများစုအောင်မြင်ရတဲ့အောင်မြင်မှုကရလဒ်ဖြစ်ပြီးနောက်ွယ်မှာသူတို့ရဲ့မမြင်ရတဲ့အချိန်နဲ့ပေးဆက်မှုတွေရှိနေပါတယ်အောင်မြင်တဲ့သူတွေအများစုကကံကောင်းခဲ့ကြတာထက်တူညီတဲ့အရာကိုနေ့တိုင်းဆက်တိုက်လုပ်နိုင်ခဲ့ကြတာပါကံကောင်းလာမယ့်အချိန်ကိုထိုင်ဆောင်နေတဲ့လူတွေကဘာခွင့်ရေးမှကိုမမြင်တတ်ကြပါဘူးအောင်မြင်တဲ့သူတွေကအခွင့်အရေးရလာမှာကိုထိုင်ဆောင်မနေပဲကိုယ်တိုင်ဖန်တီးတတ်ကြပါတယ်လူအများကကံကိုအကြောင်းပြချက်အဖြစ်သုံးပြီးဘာမှမလုပ်ပဲကံကောင်းလာမယ့်အချိန်ကိုပဲထိုင်ဆောင်နေတတ်တာပိုများပါတယ်အောင်မြင်တဲ့သူတွေကမပြည့်စုံသေးလဲကိုလို့ဆရာရှိတာကိုစတင်ကြပါတယ်အောင်မြင်မှုကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုမဟုတ်ပဲတင်းငယ်တဲ့ဆုံးဖြတ်ချက်များရဲ့ရလဒ်ပါလူအများစုမလုပ်ချင်တဲ့အချိန်မှာစူးစမ်းပြီးလုပ်နိုင်ခြင်းကကံထက်ပိုပြီးအရေးကြီးပါတယ်အောင်မြင်တဲ့သူတွေကဘာမှမလုပ်ပဲနေရမှာကိုအန္တရာယ်လို့မြင်တတ်ကြပါတယ်ကံကိုယုံလေးကိုလို့ရမယ့်အရာတွေကိုပြစ်ထားလေးဖြစ်တတ်ပါတယ်အောင်မြင်တဲ့သူတွေအများစုကကြာရှုံးမှုကိုသင်ခန်းစာအဖြစ်သုံးပြုတတ်ကြပါတယ်ကံကိုယုံတဲ့သူအများစုကအမှားကိုထပ်ခါတလဲလဲလုပ်တတ်ကြပါတယ်အောင်မြင်မှုကလူတိုင်းအတွက်တူညီတဲ့နည်းလမ်းတော့မဟုတ်ပေမဲ့စီကံထားရှိတဲ့အပိုင်းမှာတော့တူတတ်ကြပါတယ်အောင်မြင်တဲ့သူတွေကစိတ်မပါလဲကိုလို့ရမယ့်အရာကိုစက်တိုက်လုပ်နေတတ်ကြပါတယ်ကံကလူကိုတစ်ခါတလေမှကူညီနိုင်ပေမဲ့တင့်ရဲ့အလေးချင်းကတော့တင့်ကိုအမြဲကူညီနိုင်ပါတယ်အောင်မြင်မှုအများစုကအဆက်မပြတ်ကြိုးစားပြီးတဖြည်းဖြည်းနဲ့ရရှိလာတဲ့အရာတစ်ခုပါလူအများစုကအောင်မြင်မှုကိုတာလိုချင်ကြပြီးတော့အောင်မြင်အောင်လှုပ်ဆောင်ရမယ့်လမ်းကြောင်းကိုမမြင်ကြပါဘူးအောင်မြင်သူတွေကလက်ရှိလုပ်နေတဲ့အရာတွေကမိမိရဲ့အနာဂတ်ကိုတည်ဆောက်နေတယ်ဆိုတာသိထားကြပါတယ်ကံကိုမဆောင်ပဲကိုလှုပ်เสียရှိတာကိုအမြဲလုပ်တဲ့နေ့ကတင့်ရဲ့အောင်မြင်မှုကိုစတင်တဲ့နေ့ပါဒါကြောင့်အောင်မြင်မှုကကံမဟုတ်ပဲနေ့တိုင်းပါလုပ်နေလဲဆိုတဲ့အရာတစ်ခုပါပဲ